ရှင်ကိုယ်တော်တိုင်မှလွန်ဆန်းနိုင်ခြင်းလုံးဝမရှိပါအဖြစ်ပြမတည်မြဲခြင်းကခုမြင်ခုပြောင်းနေညမရှောင်ပါခင်မင်းတွေ့နောင်ရင်လေးခွေနဲ့တည်သမုဒိယသစ္စာစင်ရင်စာကထားပါမြင်မာမရဏတရားကိုအစင်သာရင်မာရှင်မြတ်ဘုရားကိုဤပွားကဒါနသီလဘဝကူရိတ်ခာမလွန်ခင်ယူပါတဏှာအလားလဲသာ၍အပြန်လန်းလေးလာနိုင်ကြစေသာရှင်ကိုယ်တော်တိုင်မှလွန်ဆန်းနိုင်ခြင်းလုံးဝမရှိပါအဖြစ်ပြမတည်မြဲခြင်းကအခုမြင်ခုပြောင်းနေညမရှောင်ပါခင်မင်းတွေ့နောင်ရင်လေးခွေနဲ့တည်သမုဒိယသစ္စာစင်ရင်စာကထားပါမြင်မာမရဏတရားကိုအစင်ပါရင်မာရှင်မြတ်ဘုရားကိုဤဘွားကဒါနသီလဘဝကူရိတ်ခာမလွန်ခင်ယူပါတဏှာအလားလဲသာ၍အပြန်လန်းလေးလှနိုင်ကြစေသာပြည်စုံကုန်ကျွေလေးအချင်းစင်းနေရောက်ရင်ကြီးငယ်ရွယ်တော်သမျှတို့နေရရဲ့မတူတော်ကြမှာလဘဝတနာဥစ္စာပြည်စုံကုန်ကျွေလေးအချင်းစင်းနေရောက်ရင်ကြီးငယ်ရွယ်တော်သမျှတို့နေရရဲ့မတူတော်ကြမှာအလေးထားငါသိမြင်သတိမပြေမဆင်ရှင်မြတ်ဘုရားကိုဤဘွားကဒါနသီလဘဝကူရိတ်ခာဘလုံးခင်ယူပါတဏှာအလားလဲရှိ၍အပြန်လန်းလေးနိုင်ကြစေတကားတည်သွားသောခါငါရဲ့ရုံဝကလေးကိုသုတ်တံအဝါမှာမြုံနှံပြီးတော့လေကျေးဇူးတင်စကားငါလေးပြန်မပြောနိုင်ပါငါတည်ပြီးတော့ခါငါကိုဆရာခေါ်လေငါပြန်မထူးနိုင်ပါငါတည်သွားသောခါငါရဲ့အတုပကလေးမှာတေကူဝေခံပေးလေဘာတခုမှငါမယူသွားနိုင်ပါ
သွားသောခါငါရဲ့ရုံဝကလေးကိုတုတ်တန်အဝမှာမြုံနှံပြီးတော့လဲကျေးဇူးတင်စကားငါလေးပြန်မပြောနိုင်ပါငါတည်ပြီးတော့ခါငါကိုဆရာခေါ်လဲငါပြန်မထူးနိုင်ပါငါတည်သွားတော့ခါငါရဲ့အတုပကလေးမှာတေကူဝေခံပေးလဲဘာတခုမှငါမယူသွားနိုင်ပါငါတည်သွားတော့ခါငါတွေ့ကုသိုလ်ဆက်လို့တဲ့အမြပေးခဲ့တော့လေငါကိုယ်တိုင်တာရုမခေါ်နိုင်ပါငါရှိစိတ်ကလေးမှာငါသမီးငါသားငါဇနီးငါရနဲ့ငါဆွေငါအမျိုးငါပေါင်းတဲ့ဆွေတဟာစာနေတဲ့ငါပိုက်ကလေးကိုသာရေးလေးတစ်ခွဲတဲ့တိုက်ကြွေးပေးခဲ့ရင်ကျေးဇူးတင်စကားငါလေးပြန်ပြောနိုင်မှာပါငါတည်ပြီးတဲ့အခါကျမှငါရဲ့ယုံနာတုတ်တန်ပို့ပေးလို့လေတင်းတော့ငါကျေးဇူးတင်တယ်လို့မပြောနိုင်သလိုငါမရှိတဲ့နောက်မှာငါ့ကိုဆရာလို့အချင်းချင်းခါခါခေါ်တော့လေငါကိုယ်တိုင်ပြန်မထူးနိုင်တော့ပါဘူးငါတည်ပြီးတဲ့နောက်ကျမှငါရဲ့အတုပကလေးမှာတင်းတို့ကိုငွေတွေဘလောက်ပဲခံပြီးငါကိုယ်တိုင်ဘာတစ်ချမှမယူသွားနိုင်တော့ပါဘူးငါတည်ပြီးတဲ့အခါကျမှငါတို့ကုသိုလ်တွေဆက်ပြီးတော့လေငါကိုယ်တိုင်သာတို့မခေါ်နိုင်တော့ပါဘူးလေငါရှိစဉ်ကာလလေးမှာစာနေတဲ့ငါပိုက်ကလေးတစ်ခုကိုသာတင်းတို့ရေအေးလေးတစ်ခွက်တော့တိုက်ကျွေးပေးခဲ့ရင်လားကျေးဇူးတင်တယ်လို့ငါပြန်ပြောနိုင်မှာတော့အမှန်ပါပဲလေလောကလူဘုံဆိုတာအတိတ်ကံကောင်းကြလို့လူဘုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလေကင်းဝေးပါစေတရတာတလစာမိတ်ကင်ကလေးမှာနဖူးပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်ထိုနှမျိုးကိုချိန်ဝင်ခွက်တဲ့တင်ထက်ကြည့်ပါကုသိုလ်သာလေးသာခေရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်အလေးသာသွားရင်အပေဘုံငရဲခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲရခံဤကံမလွဲခံစားရမှာမိုးငင်မနာရင်မသိခင်ကလေးမှာအတိနဲ့တတိရှိ၍အသက်ရှိပါလောကလူဘုံဆိုတာအတိတ်ကံကောင်းကြလို့လူဘုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလေကင်းဝေးပါစေတရတာတလစာမိတ်ကင်ကလေးမှာနဖူးပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်
ထိုနှမျိုးကိုချိန်ဝင်ခွက်တဲ့တင်ထက်ကြည့်ပါကုသိုလ်သာလေးသာခရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်လေးပါသွားရင်အပေပုံငရဲခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲရခံဒီကံမလွဲခံစားရမှာမိုးကြီးမနာကြီးမသိငင်ကလေးမှာအတိနဲ့တည်းရှိ၍အသက်ရှိပါလူသားတိုင်းသိဖို့လိုပါသည်30ဘုံအတွင်းမှာကုသိုလ်ပြုစရာလူဘုံတစ်ခုတည်းသာရှိတာလူဘဝခဏတာရောက်ချိန်ကလေးမှာကုသိုလ်ဒါနပြုသွားကြပါအိုရောင်တရားရောင်တောင်းနဲ့ကြောင်ချောက်ချပြေးသွားရဲ့ယမမေထာရောက်ရှိပြန်တော့တင်းကိုစစ်စစ်ကုသိုလ်တွေမေးပလာနာတိကုသိုလ်တွေမရှိခဲ့ရင်ဘယ်ဘုစခန်းယဝေဒနာတင်ညာတင်ခါရဝိညာဏအစုငါလီခန္ဓာရီကမြင့်ရှိကာလမတီးထားပဲခဏဖြစ်၍ခဏပြည့်ဖြစ်ပြည့်နှစ်တန်းနှိမ့်ဆက်တန်းဖြင့်တရားမစေလို့ဆင်းရဲ၏ခိုင်မြဲကြောမှာနှစ်မပါဘူးပညာစကုညောထောက်ရှုကသူတဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်လာစွာ၏ငါသူတဘာယောက်ျားမိန်းမဘာတစ်ခုမျှမရှိကြသည်အော်အနိစ္စဒုက္ခအနတ္တပါတကား